brother တို့ပဲကိုနဲ့သူရဲ့ကလေးလေးတွေမွေးမယ်ဆိုရင်မွန်တို့ဘက်ကထွက်မယ်ဆိုပြီးမထွက်ဖြစ်လိုက်တဲ့ hero များနံပါတ်1အနေနဲ့က Katrina ပဲဖြစ်ပါတယ်ဒီ hero ကတော့တော်တော်လေးကိုဒါကျွန်တော်တို့နီးစပ်ခဲ့တယ်ပေါ့နော် fighter တို့ပါအဲ့တော့ passive ကတော့သူတည်သွားလို့ရှိရင် mini 5ကောင်ထွက်လာမှာဖြစ်ပါတယ်skill 1ကတော့ teammate တွေကိုကျွန်တော် movement speed နဲ့ဘာညာတိုးစေရပါဗျာ support ဘာညာဆိုတော့လေတာဝါမှာတွေးပြရကြီးရောတော်တော်လေးတော့စားတယ်ultimate ကိုသုံးမယ်ဆိုရင်တော့သူအနေနဲ့ form ပြောင်းသွားတယ်လို့တော့ဒါပြောတယ်ပေါ့နော်နံပါတ်1အနေနဲ့ကတော့ Necro ပါသူကတော့ assistant fighter role ပါပြောရမယ်ဆိုရင်တော့ Soyu လိုပုံစံမျိုးတော့သွားတယ်အဲ့တော့သူရဲ့ passive ကတော့ကျွန်တော်ဘာညာပေါ့မျိုးရှင်းအောင်ပြောရမယ်ဆိုရင်တော့ကျွန်တော် dash လုပ်တဲ့ဟာပဲ assassin ဆိုတော့ mobility ရမြန်ပဲနောက်တဲ့ skill 2ကတော့တစ်ဖက်ကိုဆွဲပြီးတစ်ဖက်ကိုတွန်းမှာပဲဖြစ်ပါတယ်ဒီ hero ကလည်းထွက်လာလို့ရှိရင်တော်တော်လေးတော့ဒါခိုင်ရခက်စင်မှာတော့အမှန်ပါပဲ brother တို့လည်းသူမနဲ့လီတွေကအိမ်လေးစောက်ခဲ့သလိုမွန်တော့ကလည်းဒီ hero တွေနဲ့လီတွေကအိမ်လေးစောက်ခဲ့တာပါပဲ hero model တော့ကျွန်တော် AC game ကို credit ပေးပါရယ်ပြီးတော့လည်းဒီ video ကကျွန်တော် TikTok ကနေတွေ့လာတာဖြစ်တဲ့ကြောင့် TikTok တယောက်ကိုလည်း credit ပေးပါရယ်ကျေးဇူးများတင်ပါတယ်ဗျာကျွန်တော်နေမျိုးခေပါ